လာပါအတူတူ podcast ကနေကြိုဆိုပါရစေအခုပိုင်းမှာတော့မက်ဇင်နဲ့ interview ကိုတင်ဆက်ချင်ပါတယ်မက်ဇင်ကဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စတွေကိုလုပ်ခဲ့တဲ့သူဖြစ်တာကြောင့်ပေါ့နော်အဲ့ဒီအချိန်ကသူဘယ်လိုနီးလန်းနေနဲ့ချင်းကပ်ပြီးတော့လုပ်ခဲ့တယ်ဆိုတာမျိုးနဲ့သူ့ရဲ့အတွေ့အကြုံတွေကိုဒီ podcast မှာပြောပြပေးထားပါတယ်ကျွန်မပြသူကတင်ဆက်ပေးပါမယ်ဒီ interview မှာတော့ပရိပခဖြစ်နေတဲ့လူအဖွဲ့အစည်းနှစ်ခုကြားမှာပေါ့နော်ပြန်ပြီးတော့တဟဇာတာဖြစ်ဖို့လုပ်ခဲ့တဲ့အချိန်မှာသူကြုံတွေ့ခဲ့တဲ့အခြေအနေတွေကိုမက်ဇင်ကပြန်ပြီးတော့ပြောပြထားတာပါမက်ဇင်ဆိုတာကတော့နာမည်အရင်တော့မဟုတ်ဘူးနာမည်လွဲတစ်ခုကိုတုံးထားတာပေါ့နော်မက်ဇင်ကစာနဲ့ဖြေပေးထားတဲ့ interview ကိုကျမတို့အတူတူအဖွဲ့ကရေးရအတန်နဲ့ပြန်ပြီးတော့ပြောပြပေးထားပါတယ်အဲ့ interview အတန်ကတော့အစင်သင်းရှိနေပြီးသားဆိုတော့ကျမဖွင့်ပြလိုက်မယ်နော်အမမင်္ဂလာပါအရင်ဆုံးပေါ့နော်အမနာမည်လေးနဲ့လက်ရှိဘာလုပ်နေလဲဆိုတာကနေစပြီးတော့မိတ်ဆက်ပြီးစပြောအောင်လေနော်ဟုတ်ကဲ့မင်္ဂလာပါကျွန်မနာမည်ကတော့မက်ဆင်ဖြစ်ပါတယ်အခုလောလောဆယ်တော့ကျွန်မကဒီထိုင်းနိုင်ငံမှာအခြေစိုက်တဲ့အဖွဲ့တစ်ခုမှာအလုပ်လုပ်နေတာပေါ့နော်တစ်ဖက်မှာကျတော့ကိုယ့်ပြည်တွင်းနဲ့ပတ်သက်ပြီးတော့dialogue တွေပြီးရင် well-being နဲ့ပတ်သက်တာတွေ trauma inform ဒီလိုဟာမျိုးတွေနဲ့ပတ်သက်ပြီးတော့ social enterprise လုပ်နေတာမျိုးတွေရှိပါတယ်ဟုတ်အရင်တော့ပေါ့နော်အမားတို့ကဒီလိုယုံကြည်မှုပြောင်းနေတဲ့ community အုပ်စုတွေကြားမှာပေါ့နော်အဲ့လိုအုပ်စုတွေနဲ့အလုပ်လုပ်ခဲ့တာရှိတယ်လို့သိထားတော့လေအဲ့ဒါကိုပြောပြပေးပါလားဘယ်သူတွေနဲ့လုပ်ခဲ့တာလဲနောက်ဘာတွေလုပ်ခဲ့လဲပေါ့အချမ်းမြင်ပြောရမယ်ဆိုရင်တော့ပေါ့နော်ခုနှစ်ပိုင်းခြားရဆိုရင်2013-14ပေါ့ဒီအချိန်လောက်မှာမြန်မာနိုင်ငံနဲ့ပြမှာတော့ဘာသာရေးပဋိပက္ခတွေဖြစ်ခဲ့တာပေါ့နော်နေရာဒေသအပြင်ပြောရရင်တော့ရခိုင်ဘက်ကစရတယ်ပေါ့နော်ပြီးတော့မန္တလေးဒီအောက်ဘက်ပိုင်းပေါ့နော်ပဲခူးတစ်လျှောက်အဲဒီဒေသတွေပေါ့ပြီးတော့ကျမတို့ဆိုရန်ကုန်မှာနေတယ်ရန်ကုန်ဆိုရင်မျိုးအစွန်ပိုင်းပေါ့နော်အဲ့လိုဆိုတော့ဒီနေရာတွေထိလည်းရိုက်ခတ်မှုတွေရှိတယ်အဲ့လိုရှိတဲ့အခါမှာ personally ကျမအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရွာကိုယ့်ဒေသမှာအတူတူနေတဲ့သူတွေပေါ့နော်ဘယ်ဘာသာဘယ်လူမျိုးမဆိုဘလို့မတူညီမှုတွေလည်းရှိတဲ့လူတွေကြားထဲမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်ထိခိုက်နေတာမျိုးမရှိရအောင်ဝင်ပြီးတော့ကုညီပြီးတော့လောက်ကင်ပေးတာမျိုးတွေရှိတယ်ပေါ့နော်ဒါကတော့ personally ပေါ့အဲ့ဒီလိုပဲကျမအလုပ်လုပ်နေတဲ့အဖွဲ့အစည်းအနေနဲ့ကလည်းဒီလိုဖြစ်လာတဲ့ပဋိပက္ခတွေဖြစ်လာပြီးတဲ့အခါမှာပေါ့နော် okay ဒီလိုကိစ္စတွေအတွက်အလုပ်လုပ်ဖို့လိုအပ်တယ်ဆိုတာကိုကျမတို့ကသုံးသပ်မိတာပေါ့နော်အဲ့နဲ့ကျမတို့ကဒီဟာကိုဘယ်ကနေဘယ်လိုစလုပ်မလဲဆိုကျမတို့အဲ့တမှာစပြီးလေ့လာကြတာပေါ့အဲ့ဒီချိန်တုန်းကတော့တက်ပြောရရင်ဗုဒ္ဓဘာသာအတိုင်းဝိုင်းရယ်ပြီးတော့မွတ်စလင်အတိုင်းဝိုင်းရယ်ကြားမှာဖြစ်ခဲ့တဲ့ပဋိပက္ခတွေပေါ့လေဒါကြောင့်မို့လို့ကျမတို့ကလူများစုဖြစ်တဲ့ဗုဒ္ဓဘာသာတွေဘက်ကဘယ်လိုလဲဆိုတာကိုစပြီးတော့စနည်းနာလေ့လာတယ်ပေါ့လေအဲ့တော့ဘုန်းကြီးတွေပါမယ်သီလရှင်တွေပြီးတော့သူတို့ရဲ့တက္ကမတွေပေါ့အဲ့ဒီမှာကျမတို့ကတူညီတဲ့အစုအဖွဲ့ချင်းချင်းပေါ့နော်ကြားထဲမှာတော့မပြေလည်တဲ့ကိစ္စတွေကိုယ့်ချင်းချင်းနဲ့မှနားမလည်တဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါကိုလေ့လာသိလာရတယ်ပေါ့နော်ပြီးတော့ဒီဟာတွေကိုပုံပြီးနားလည်အောင်အချင်းချင်းပို့ပြီးတော့စကားပြောဖြစ်အောင်ပြီးတော့ကိုယ်နဲ့မတည့်တဲ့သူကိုယ်နဲ့အဆင်မပြေတဲ့သူတွေကိုကြော်ပြီးတော့မှငြိမ်းချမ်းဖို့တော့စစ်စစ်ညှိနှိုင်းဖို့ဆိုတဲ့ဟာမျိုးထက်ပေါ့နော်ဒီလိုမျိုးအချင်းချင်းစကားပြောရဲဆိုတဲ့အနေထားမှာအဲ့ဒီပုံစံမျိုးနဲ့ပေါ့နော်အချင်းချင်းမှာအဲ့ဒီနီလာအလုပ်လုပ်မလားဆိုတာကိုရေးပြီးတော့ကျမတို့dialogue program လေးတွေစပြီးတော့လုပ်လိုက်တာပေါ့နော်အဲ့လိုမျိုးတူညီတယ်လို့သတ်မှတ်ထားတဲ့အစုအဖွဲ့တွေထဲမှာတော့မှတကယ်စကားပြောတဲ့အခါမှာအခက်အခဲတွေအများကြီးရှိတယ်အဲ့တော့စကားကိုဘယ်လိုပြောရမှာလဲအဲ့ဒါတွေအများကြီးလေ့လာရတာဟုတ်တာပေါ့နော်ဒါကြောင့်ဒီလိုမျိုးအခြေခံပေါ့နော်အခြေခံလို့ပြောတဲ့နေရာမှာလဲစကားကိုဘယ်လိုပြောမှာလဲစကားပြောတဲ့အခါမှာရောဘယ်လိုနားထောင်ပေးမှာလဲအချင်းချင်းပေါ့နော်နားထောင်နေဆိုလို့ရှင်လေဘယ်လောက်ထိဘယ်လိုမျိုးဖြစ်အောင်ဒီနားထောင်ပေးမှာလဲပေါ့နော်ဒီဟာမျိုးထိကျမတို့ကသွားတာပေါ့နော်တစ်ဆက်ထဲမှာပဲဆိုလို့ရှိရင်ဒီဟာနဲ့တူတူကျမတို့တင်ယူရရှိတာတွေကအတူညီတဲ့အုပ်စုတွေထဲမှာလည်းပဋိပက္ခအများကြီးရှိတယ်ဆိုတာကိုတကယ်ကိုသိလာတာပေါ့နော်အဲကြမှာမြင်လာပို့ပြီးတော့မြင်လာတာပေါ့အဲ့ဒီပဋိပက္ခတွေပြင်မှာလူအဖွဲ့အစည်းတစ်ခုချင်းစီမှာအမြင့်တွယ်နေတဲ့အရာတော့ဟိုရင်တွေကတော့ဖိနှိပ်ခံရတာဒါမှမဟုတ်လို့ရှိရင်ပုံစံမျိုးမျိုးနဲ့ဖိကျင်ခံရတယ်ဆိုတဲ့ဒီလိုမျိုးစိတ်တန်ရာတွေပေါ့နော်စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေဒီလိုအတွေ့အကြုံတွေအများကြီးရှိနေတယ်ဆိုတာကိုလည်းသိလာရတယ်ပေါ့နော်ဒါကတော့အလုပ်လုပ်ရင်းနဲ့မှပို့ပြီးတော့သိလာမြင်လာရတဲ့ဟာတွေဟုတ်တယ်ပေါ့ဆိုတော့
ကျမတို့ကဒီအရာတွေကိုဒီအလုပ်တဲ့အခါမှာ trauma informed approach လို့ခေါ်တယ်စိတ်တန်ရာအသိပေးချင်းကပ်မှုပေါ့နော်အဲ့ဒါနဲ့စပြီးတော့လှုပ်ဆောင်ခဲ့ကြတာပေါ့အဲ့လူတွေကိုတစ်ခုခုတွတ်သွင်းလိုက်တဲ့အခါမှာအသိ awareness လုပ်တဲ့အခါပေါ့နော်အဲ့ဒီအခါမှာမဖြစ်မနေလုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အနေကိုပို့ပြီးတော့ကိုပေါ့နော်ပို့ပြီးနားလည်လာအောင်ကိုယ့်ရဲ့အထဲမှာရှိတဲ့တိမ်ဆိုင်တွေပေါ့နော်ဒါတွေကိုရှင်းရှင်းလင်းလင်းအနေကျလာအောင်လှုပ်ချင်းကတခြားသူနဲ့ဆက်ဆံတဲ့အခါမှာတခြားသူတွေကိုကြည့်တဲ့အခါမှာအမြင်တွေပို့ပြီးကြည့်လာမယ်အမြင်တွေကျယ်လာတယ်ဆိုတဲ့အတွေ့အကြုံကိုဒီကနေပြီးတော့ရလာတာပေါ့နော်ဒါကတော့ကျမတို့အဲ့လိုမျိုးမြင်လာတဲ့အခါမှာကျမတို့ဒီအတာနဲ့ပတ်သက်ပြီးတော့ပို့ပြီးအားထုတ်လုပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်ဒီဟာကတော့အကြမ်းမြင်ပြောပြတာဟုတ်အဲ့တော့ဒီမှာပြောသွားတဲ့အထဲမှာဆိုရင်လေတူတဲ့ community တွေကသူတွေနဲ့အရင်ဆုံးတွေ့ပြီးတော့ချင်းကပ်တယ်ပေါ့ပြီးရင်အချင်းချင်းဘယ်လိုစကားပြောကြမလဲတယောက်နဲ့တယောက်ဘယ်လိုနားထောင်ကြမလဲဆိုတာမျိုးကိုအရင်စပြီးတော့လုပ်ခဲ့ရဆိုတာမျိုးကြားရတယ်ပေါ့အဲ့ဒါပြီးသွားတဲ့နောက်ပိုင်းမှာရောဘယ်လိုတွေဆက်ပြီးတော့လုပ်ဖြစ်လဲမှာဟုတ်အဲ့ဒါကတကယ်တော့အချိန်ယူရတာပေါ့နော်အဲ့ဒီကာလကခေါင်းစဉ်အနေနဲ့ပြောရရင်တော့ interfaith ပေါ့နော်ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတာမျိုးဖြစ်စားတဲ့အချိန်ဟုတ်တယ်အဲ့တော့ကျမတို့ကဒီဟာတွေလုပ်တဲ့အခါမှာလူတွေကိုလိုက်ပြီးတော့နားထောင်တဲ့အခါမှာသူတို့ကတကယ်တည်းကအယုံကြည်မရှိဘဲနဲ့သူက okay သွားလိုက်မယ်အဲ့တော့ပွဲမှာစကားပြောလိုက်မယ်ဆိုတာမျိုးနဲ့လုပ်ကြတာအဲ့ဒီလိုမျိုးရှိတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့က dialogue အစီအစဉ်တွေလုပ်တဲ့အခါမှာ2နာရီစာတို့1ရက်စာတို့အဲ့လိုမျိုးတွေမဟုတ်ဘူးပေါ့နော်အပွဲအနေနဲ့လည်းမဟုတ်ဘူးအဲ့တော့သင်တန်းလို့ဆိုတာမျိုးထက်လူတွေကိုအတူတူနေထိုင်ခြင်းအပြင်သင်ယူစေတဲ့ဟာမျိုးကိုစီစဉ်ကြတာပေါ့နော်အဲ့လိုတွေလုပ်တာဖြစ်တဲ့အတွက်ကြောင့်လည်းကျွန်တော်ရက်ရှည်တယ်အဲ့တော့တချို့ကကြောင့်ဒီဟာကိုသိမကြိုက်ဘူးပေါ့နော်အဲ့တော့ဒါတွေက engage ဒီဟာတွေကို engage သိမဖြစ်ဘူးပေါ့လေအဲ့တော့ဒါပေမဲ့နောက်တစ်ခုအရန်ကြာတယ်တကယ်ရောလိုအပ်လို့လားဆိုတဲ့ဟာမျိုးတွေမေးစရာရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုပဲဆက်ပြီးတော့စူးစမ်းပြီးလုပ်ကြည့်တာပေါ့အချိန်ယူတယ်အဲ့တော့intra ပေါ့နော်ပြောရရင်တော့တူတဲ့အစုအဖွဲ့တွင်းမှာကိုအဆင့်အများကြီးနဲ့ step by step လုပ်တာရှိတယ်အဲ့ကြောင့်မလို့အချိန်ကလည်းယူရတယ်ဘာလို့လဲဆိုတော့ဒီဘက်မှာဗုဒ္ဓဘာသာတွေကိုခုနလိုမျိုးလုပ်ပေးနေတဲ့အချိန်တွေမှာဒီဘက်မှာလည်းတစ်ဖက်မှာလည်းမွတ်စလင်အုပ်စုတွေအချင်းချင်းကြားမှာဒီလိုအစီအစဉ်လုပ်ခဲ့တာရှိတယ်ပြီးသွားတဲ့အချိန်မှာအဲ့ဒီဒီအစုအဖွဲ့နှစ်ခုလုံးကိုပြန်ပြီး mix လုပ်လို့ရတာပေါ့နော်သူတို့နှစ်ဖွဲ့လုံးပြန်ပါလို့ရတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကိုကျမတို့က interfaith ပေါ့နော်ဒီလိုမျိုးခေါင်းစဉ်တက်လိုက်တော့ဘာသာပေါင်းစုံပေါ့အမှလူတွေကအဲ့ဒီ frame နဲ့ရောက်သွားတဲ့အခါကျတော့တချို့ကဘာသာရေးကိစ္စကိုပဲဆွေးနွေးတော့တာဘာသာရေးကိစ္စလို့ပြောရင်လူတယောက်ထဲမှာတော့မှခုချိန်ဖြစ်တဲ့အချိန်လေးခံယူချက်အမြင်နဲ့နောက်တစ်ချိန်ကျမဆိုလို့ချင်းမတူတော့ဘူးเนาะအဲ့တော့ဘာသာရေးကိစ္စပဲပြောကြတဲ့အခါမှာသိကြတယ်ပုတ်တိုက်မှုတွေပြဿနာတွေအများကြီးရှိနိုင်တယ်ပြီးရင်ညင်းကြတယ်ကိုဟာမှမှန်တယ်ဆိုပြီးရက်တီးပြီးတော့ပြောကြတယ်ကျမတို့ဒီဟာတွေကိုတော့ကျမတို့အရေးမကြီးလို့ခံရတယ်လူတွေချင်းချင်းစကားပြောတယ်လူတွေချင်းချင်းနားလည်အောင်လုပ်ဖို့လိုတယ်ဆိုတဲ့ဟာကဘာသာရေး topic ထက်ကျော်လွန်တဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ကျွန်တော်တို့တခြားဟာနဲ့လူတွေချင်းကြားထဲမှာအတူတူသွားပြီးတော့ရှင်တွဲလို့ရမလားဆိုတဲ့ဟာနဲ့လောက်တာပေါ့နော်ဥပမာအချင်းချင်းယုံကြည်မှုတိဆောက်တာကိုရွာမှာလူတွေပါလာဘယ်လိုမျိုး organize လုပ်မလဲပေါ့နော်ဘယ်လိုခေါင်းစဉ်တွေနဲ့အဲ့ဒီခေါင်းစဉ်တွေဆိုလည်းဘုံပေါ့နော်အဲ့လိုဖြစ်တဲ့ဟာတွေနဲ့တွားနိုင်ဖို့ကိုစူးစမ်းပေါ့နော်အဲ့လိုမျိုးမတူညီတဲ့အစုအဖွဲ့တွေကိုပြန်တွေ့တယ်ပြန်ခေါ်တယ်သူတို့ကဒီအကြောင်းအရာတွေကိုအတူတူတင်တယ်ပြီးသွားရင်ပြောရရင်တော့ gender လိုကိစ္စမျိုးတွေပေါ့နော်ဒီလိုမတူညီတဲ့အစုအဖွဲ့တွေကနေအတူတူပြန်ပြီးတော့တခြား topic တစ်ခုပြန်ပြီးသင်ယူကြတာပေါ့နော်အဲ့တော့အချင်းချင်းကြားမှာပို့ပြီးတော့ဘာသာရေးထပ်ပို့တဲ့အမြင်တွေနဲ့ချင်းကပ်မှုတွေပို့ပြီးတော့ရှိလာတာပေါ့အဲ့ဒီကြမှာ engagement တွေကရလာတာပေါ့ပို့ပြီးတော့လည်းသိလာကြတယ်နားထောင်နိုင်လာကြတယ်ပေါ့နော်ဘာသာရေးဆိုရင်ခက်တာကြတော့အများနဲ့ကိုဆွဲပြီးတော့ကိုဆွဲနေပဲအများဟာဆိုရင်တော့သူတို့မှနားထောင်ဖို့အတွက်ဝင်ပြီးတော့ပိုရှိလာတာပေါ့လေအဲ့လိုရှိတော့ဆက်စချင်းမှာတော့အခုနလူမျိုးတွေနဲ့အချင်းကပ်ကြတာပေါ့အဲ့တော့တခြားအချိန်တွေမှာသူတို့ဘာသာချင်းချင်းမှာဘာသာရေးရဆွေးနွေးတာရှိတယ်ပို့ပြီးတော့ဘာသာရေးရချင်းကပ်တာရှိတယ်ပြောချင်တာဟိုလိုမျိုးတယောက်နဲ့တယောက်ထားချရဲပြဿနာဖြစ်တယ်ငါဟာကမှန်တယ်နေငါမားတယ်ဆိုတာမျိုးသိမရှိတော့ဘူးပေါ့နော်ဒီလိုမျိုးနီးနေတော့ကျမတို့လုပ်ခဲ့တာရှိပါတယ်ပြီးသွားရင်တော့နောက်တစ်ခုကနှစ်ဖွဲ့လုံးကိုတခြား awareness တွေပေးတာပေါ့နော်နိုင်ငံရေးသိအောင်လုပ်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဘုဒ္ဓတာတွေဒါမျိုးတွေပေါ့နော်အဲ့တော့နိုင်ငံရေးကိုသိအောင်လုပ်တယ်ဆိုတဲ့နေရာမှာဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲပေါ့
ဘာလို့လူတွေကဒီလိုမျိုးစိတ်မမှာဖြစ်နေရတယ်လဲဆိုတဲ့အကြောင်းအရာတွေပေါ့နော်ဒါတွေနားလည်အောင်အကြမ်းမြင့်လေးတွေပေါ့လေပညာရေးလိုကိစ္စတွေဒါတွေကိုသိနားလည်လာအောင်ဖွံ့ဖြိုးရေးဒီလိုຢာတွေနဲ့ပတ်သက်တဲ့ຢာတွေကိုနားလည်အောင်စူးစမ်းတာပေါ့နော်ကျမတို့ကဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအတူတူနေထိုင်တဲ့အခါမှာဘာသာရေးဆိုတာထက်လွန်ပြီးတော့တကယ်လက်တွေ့မှာအများကြီးပဲရှိတယ်ဆိုတဲ့ဟာကိုနားလည်လာဖို့လိုတယ်ပေါ့နော်ရက်သေးရွာထဲမှာလမ်းပြတ်မယ်အဲ့တော့အဲ့ဆိုလမ်းတူတူခင်းရတဲ့ဟာကကျမတို့ရဲ့ physical development ပြောမှာပေါ့နော်နောက် infrastructure development ဒီလိုဟာတွေပေါ့နော်အတူတူဘယ်လိုလုပ်မှာလဲပေါ့ဆိုတော့ကိုယ့်ရဲ့ရွာထဲမှာစာမတင်ရတဲ့ကလေးရှိနေကျောင်းမတက်နိုင်တဲ့ကလေးတွေပေါ့လေဒီလိုကလေးတွေကိုပညာရေး access ရအောင်ဘယ်လိုလုပ်မလဲပေါ့ကျမတို့အလုပ်အတူတူလုပ်ခဲ့တဲ့သူဆိုအတူတူနေရတာပေါ့လေအဲ့တော့တစ်ချိန်ထဲမှာတူနေတဲ့ခါမှာတရွာထဲမှာဒီတနေရာထဲမှာဗုဒ္ဓဘာသာလည်းရှိမယ်မွတ်စလင်လည်းရှိမယ်အခြားအုပ်စုအဖွဲ့လည်းရှိမယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ community approach ကနေစပြီးတော့အလုပ်လုပ်တဲ့ဟာပေါ့အဲ့ဒီကနေပြီးတော့မှအချင်းချင်းယုံကြည်မှုတွေတည်ဆောက်ရတယ်ပြီးတော့အချင်းချင်းဘဟုတုတတွေပေါ့နော်ဘဟုတုတပြီးရင်သိမှုပေါ့နော်အဲ့ဒီပေါင်းတွေကိုချဲ့ပေးရတာပေါ့အတူတူပြောရမယ်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ချင်းကတ်တာပေါ့လေဟုတ်မင်းစင်တို့ကပေါ့နော် trauma inform လိုမျိုးဟာမျိုးအခုထိလည်းလုပ်နေတာမျိုးတွေ့ရတယ်အဲ့တော့အရင်ကလုပ်ခဲ့တဲ့အလုပ်တွေမှာဆိုရင်လည်းအချိန်ယူပြီးတော့လုပ်တယ်ဆိုတာမျိုးလည်းကြားလိုက်တယ်ပေါ့နော် workshop လိုမျိုးဒီ2နာရီ3နာရီလောက်မလုပ်ဖဲနဲ့အချိန်ကြာကြာယူတယ်ဆိုတာမျိုးရှိတယ်ပေါ့အဲ့တော့အဲ့လိုအချိန်ယူရတဲ့အကြောင်းရင်းရှိမလားဘာကြောင့်လဲဆိုတာမျိုးသိကြလို့ပါဟုတ်ကျေးဇူးပါကျမတို့ပေါ့နော်ဒီချင်းကတ်တဲ့လူမှုပြုပြင်ပြောင်းလဲနေနာမျိုးရှိရောပြောရရင်တော့ social transformation ပေါ့လေဒီဟာကိုကံပြီးတော့ချင်းကတ်တဲ့အရာပေါ့ကျမတို့အကုန်လုံးကတကယ်ကိုအပိတ်စနစ်ကြီးထဲမှာနေရတဲ့သူတွေဖြစ်တယ်အဲ့တော့နှစ်ပေါင်းများစွာနိုင်ငံရေးရစီးပွားရေးရပေါ့နော်ဆိုတော့ဒီဟာတွေကိုတောက်လျှောက်ခံလာတဲ့အချိန်မှာလူတွေကတယောက်ကိုတယောက်မယုံတာတယောက်နဲ့တယောက်နားမထောင်နိုင်တာတယောက်နဲ့တယောက်မကြိုက်တာဆိုတော့ဒါမျိုးတွေကအရင်ထင်သာမြင်သာရှိတာပေါ့အဲ့တော့အဲ့လိုမျိုးထင်သာမြင်သာမသိရင်တော့မရှိရင်တော့ကျမတို့အတွင်းထဲမှာဒီဟာတွေကအမြင့်တွင်နေတာမျိုးဟုတ်တယ်ကျမတို့စီမှာယုံကြည်မှုလို့ပြောရင်ကတိတ်ခတ်တယ်အတယောက်တယောက်မယုံရဘူးဆိုတော့အဲ့ဒါတွေကိုပြန်ပြီးတော့ပြင်ရတဲ့လုပ်ငန်းစဉ်က2နာရီလောက်စကားပြောရုံနဲ့တော့ဘယ်သူမှယုံကြည်မှုတိဆောက်လို့မရနိုင်ဘူးပေါ့လေအဲ့တော့2နာရီလောက်စကားပြောရုံနဲ့တယောက်နဲ့တယောက်ဘယ်သူမှမသိသွားဘူးအဲ့ဆိုတော့ဒီဟာမျိုးလုပ်ဖို့အတွက်ကကျမတို့ကအချိန်ယူတယ် transformation အထိသွားမယ်ဆိုရင်ကျမတို့ကအချိန်လိုတယ်ဆိုတဲ့အရာကိုလေကိုယ့်ဘာသာကိုဆင်ခြင်ကြရတယ်ပေါ့နော်ပြီးတော့ကျမတို့က framework လေးရှိတာပေါ့ framework လို့ပြောတဲ့အခါမှာကျမတို့ဒီဟာကိုဘယ်လိုပုံစံနဲ့သွားမှာလဲပေါ့ဒီတော့အနည်းဆုံးလူတွေအတူတူနေမယ်အတူထိုင်မယ်အတူတူနေထိုင်မယ်လို့ပြောတဲ့အခါမှာအရန်တာသွားတာပေါ့နော်အဲ့တော့အတူတူနေခြင်းအပြင်လူတွေဒီသင်တန်းလို့ပြောတဲ့ workshop လို့ပြောတာထက်လွန်တဲ့အချိန်တွေမှာလူတွေအချင်းချင်းတယောက်နဲ့တယောက်ဘယ်လိုအတူတူနေထိုင်မလဲဘယ်လိုစကားပြောမလဲစားဖို့တောက်ဖို့ကအစတယောက်နဲ့တယောက်ဘယ်လိုကူညီလဲတယောက်ကနေမကောင်းဖြစ်တဲ့ချိန်ဆိုတယောက်နဲ့တယောက်ဘယ်လို support လုပ်လဲအဲ့တခါတလေမှာကျမတို့လုပ်တဲ့အလုပ်တွေမှာအခီးသွားတာတွေပါတာပေါ့ကြီးဆိုလဲဟိုအဝေးကြီးတော့မဟုတ်ဘူးကျမတို့ရန်ကုန်ထဲမှာလုပ်တယ်ဆိုလို့ရှိရင်ကိုလုပ်ဒီရန်ကုန်ထဲကနေခဏကြီးလောက်ကိုအုပ်စုလိုက်သွားလေကြတယ်ပေါ့လေအဲ့တော့ခီးတူသွားတဲ့အခါတယောက်နဲ့တယောက်ဘယ်လိုသဘောထားရှိလဲတယောက်နဲ့တယောက်ဘယ်လိုကူညီလဲမကူညီဘူးလဲဘယ်လိုညှို့ညင်လဲကိုယ်စိတ်ထဲမှာဘယ်လိုဖြစ်လဲပေါ့ဒါတွေကတော့ကျမတို့နေစားဒူကနေထိုင်တဲ့ပုံစံကိုထင်ဟပ်စေတာပေါ့နော်အဲဒါကြောင့်မလို့ဒီလိုအတွေ့အကြုံရအောင်ကျမတို့ဖန်တီးပေးတာပေါ့လေအဲ့တကယ်လက်တွေ့ဘဝမှာနေရတဲ့ပုံစံလေးပေါ့နော်ပုံစံငယ်လေးပေါ့ခဏတစ်ဖြုတ်လေးပေါ့ဒီဟာလေးကိုအသွင်ယူဖန်တီးတာပေါ့သင်တန်းတွေလို့ပြောတဲ့အခါမှာကျမတို့အစီအစဉ်တွေလို့ပြောတဲ့အခါမှာဒီလိုမျိုးလေးတွေဖန်တီးရတာပေါ့နော်အဲ့တော့တယောက်နဲ့တယောက်သိနိုင်မှုအတွက်ကိုကျမတို့ space လုပ်ထားပြတယ်အဲ့တခါတည်းမှာရန်ဖြစ်ကြတယ်သင်တန်းတွေမှာသင်တန်းတွေမှာရန်ဖြစ်တယ်လို့ပြောတဲ့အခါမှာသင်ခန်းစာကြောင့်မဟုတ်နေထိုင်ရင်လည်း तू ကညဆိုရင်အိမ်ဟုတ်တယ်ညပရရင်စကားသံအကျယ်ကြီးပြောတယ်ပေါ့လေဒါမျိုးတွေပေါ့ဒါတွေကိုဘယ်လို deal လုပ်ပြီးနေထိုင်မှာလဲကျမတို့ကပဋိပက္ခလို့ပြောတဲ့အခါမှာနေ့စဉ်ဘဝမှာဒီလိုတိတိလေးတွေလည်းအများကြီးရှိတာပေါ့တကယ်တမ်းဘာသာရေးကိစ္စပဋိပက္ခဆိုအကြီးတွေဒါတွေကဟိုနိုင်ငံရေးလို့ခေါင်းစဉ်ကြီးတွေနဲ့ပေါင်းသက်မှုတွေဖြစ်သွားတာပေါ့လေဒါပေမဲ့နေ့စဉ်ဘဝမှာအသုံးလုံးနဲ့ဆိုကျွန်တော်ရန်ဖြစ်တာပေါ့လေကျမတို့ငယ်တော့လမ်းထဲမှာခလေးတွေဒီလိုပဲမတူတဲ့ခလေးတွေအတူနေကြတယ်တခါတလေဆော့ရင်လည်းရန်ဖြစ်ကြတယ်ဒါလေကိုထီးလက်ရောက်ရန်ဖြစ်တိုင်းလည်းရှိတယ်ဒါမဲ့ပြည့်ပြန်ခေါ်တယ်ပေါ့လေဒီလိုမျိုး space ပေါ့ဘာလို့လဲဆိုတော့ကျမတို့ကအတူတူနေကြတာမို့လို့အတူတူနေကြရင် interaction တွေကအမျိုးမျိုးဖြစ်နိုင်တယ်တခုလည်းမဟုတ်ဘူးပေါ့လေအဲ့တော့သင်တန်းလို့ setting ကြီးမျိုးနဲ့မဟုတ်ဘူးဒီလိုမျိုးရအောင်ကျမတို့တက်နိုင်သလားဖန်တီးပြီးတော့လုပ်ဖြစ်တာပေါ့လေအဲ့တော့ကျမတို့ဒီလိုမျိုးစီစဉ်တယ်လို့ပြောတဲ့အခါမှာအနည်းဆုံး9ရက်
အဲ့ဒီ9ရက်ကိုမှထပ်ခါတွေ့ရမျိုးပေါ့လေဒီချိန်နဲ့ပြီးသွားဘူး9ရက်တွေ့ရမျိုးရှိတယ်9ရက်တွေ့တဲ့အခါရှိတယ်အဲ့ continuously ပေါ့နော်စတိုက်လုပ်ရတဲ့ဟာပေါ့အဲ့မှာ school of thought ပြောမှာပေါ့နော် social transformation ဒါကိုပြောတဲ့အခါမှာခုနဖြစ်နေတဲ့ဒီလူအကွဲအပြဲအကြီးကြီးကိုပြန်ပြီးတော့နည်းနည်းလေးစစ်စစ်အောင်လုပ်လို့ရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်အဆင့်တွေကိုဖြတ်တန်းဖို့ခုနအဆင့်တွေပရိပခတိတိလေးတွေပေါ့နော်အဲ့ဒါအတူတူတွားပြီးတော့နေထိုင်ရတယ်အတူတိုင်ပင်ရတဲ့ဟာတွေအတူတူလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီသင်တန်းတွေမှာဆိုရင်တူလုပ်ရတဲ့တာဝန်တွေရှိတယ် text တွေပေါ့လေအတန့်ရှင်းရေးလုပ်ရတယ်အဲ့တော့အချိန်ကြီး remind ပေးရတယ်တယောက်နဲ့တယောက်အဲ့လိုမျိုးဒါတွေအကုန်လုံးဒီအတူတူလုပ်ချင်ပေါ့အတူတူနေထိုင်တဲ့အခါမှာအတူတူလုပ်တာကအရေးကြီးတယ်သင်တန်းအပြင်ဒီသင်ခန်းစာတွေအပြင်ကိုအတူတူနေရတဲ့အခါမှာသင်တန်းပြင်ပပေါ့အဲ့တော့တကယ်လက်တွေ့ဘဝနဲ့အနီးကပ်ဆုံးလူတွေမှာရှိတဲ့စိတ်ခံစားမှုဒါမှမဟုတ်ပဋိပက္ခတွေမှာဘလို့တူနေမလဲပေါ့အဲ့ဒါကသင်တန်းထဲမှာဘာသင်လဲဆိုတာတပူပြီးရေးကြည့်လို့ကျွန်တော်တို့ခံယူတယ်ဒါမှလူတွေကငါတို့ကဒီလိုနေပြီးဒီလိုဖြစ်ခဲ့ပါလားပေါ့နော်အဲ့ဒီမှာအုံနောက်ထဲမှာပြန်ပြီးမှတ်မိစေတယ်ဒီလိုမျိုးနောက်ခံ background လေးနဲ့ကျွန်တော်တို့အလုပ်လုပ်တာပေါ့နော်မြင်တောင်ပေါ့ဥပမာလေးနဲ့ပြောပြပေးရကျေးဇူးတင်ပါတယ်ဟိုပါပေါ့ခုနကရှေ့မှာပြောခဲ့တဲ့အထဲမှာတစ်ခုထပ်ပြီးတော့သိချင်တာလေဒီ community နှစ်ခုကြားထဲမှာဆိုလို့ရှိရင်ဘာသာရေးတို့နိုင်ငံရေးတို့ဖွံ့ဖြိုးရေးတို့လိုမျိုးနားလည်အောင်လုပ်ပေးရဲဆိုတာမျိုးကြားလိုက်တယ်ဆိုတော့အဲ့ဒါဒီလူတွေအတူတူနေကြဖို့ပေါ့နော် dialogue ဖြစ်ဖို့ပေါ့ဘယ်လောက်ထိအရေးကြီးလဲအဲ့ဒါတွေကိုဘာကြောင့်နားလည်ဖို့လိုတာလဲဆိုတာကိုလည်းသိချင်လို့ပါဟုတ်ကျေးဇူးတင်ပါတယ်dialogue လို့ပြောရင် dialogue က approach တွေအများကြီးရှိတာပေါ့ကျွန်တော် dialogue ကိုသင်နေဆိုတာ dialogue ကိုခံစားစေတာမျိုးပေါ့လေအဲ့တော့ experiencing လို့ပြောမယ်အတူတူတွေ့ကြုံခံစားခြင်းကိုလုပ်တာပေါ့လေအဲ့ဒီနေရာမှာ technically လုပ်ရတဲ့ဟာတွေရှိတယ်ဥပမာနားထောင်ရတဲ့ဟာကိုလေ့ကျင့်ရတာရှိတာပေါ့နော်တခြားသူကကိုမကြိုက်တဲ့ရှုထောင့်ကနေကိုနဲ့မတူတဲ့ရှုထောင့်ကနေပြောနေတဲ့နေရာမှာပြောနေတဲ့အခါမျိုးမှာသူ့ကိုပြန်လဲတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ကိုမှရှိတဲ့မတူတဲ့အတွေးမြင်တွေလည်းပယ်သက်ပြစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီဟာကိုဘယ်လိုနားထောင်မလဲပေါ့အဲ့တော့ကိုခဏလောက် pass လုပ်တာပေါ့ဒါကိုဘယ်လိုလုပ်မလဲပေါ့ဒါတွေက technically သင်ရတဲ့လေ့ကျင့်ရတဲ့ဟာမျိုးတွေဒါမျိုးတွေအများကြီးရှိတာပေါ့ဒါကြတော့ skill လို့ခေါ်မှာပေါ့လေအဲ့တော့ဒီဟာတွေပြင်မှာကျွန်တော်တို့သိဖို့လိုတဲ့ຢာတွေကြတော့ဘာသာရေးပရိပက္ခတွေပေါ့နော်ဒါမှမဟုတ်လည်းဒီလိုမျိုးတစ်ခုဖြစ်တယ်ဆိုဘာလို့ဖြစ်တာလဲဆိုတဲ့ context ပေါ့ဒါတွေကျွန်တော်တို့သိဖို့လိုအပ်တယ်ဒီဟာတွေကိုမသိဘဲနဲ့လကားနေ dialogue တွေလုပ်နေလဲအလောက်ကမဖြစ်ဘူးโอเคကျွန်တော်တို့ဒီဟာတွေမသိဘဲနဲ့ကျွန်တော်တို့နေထိုင်ခြင်းနဲ့ဆက်ဆက်နေတယ်ပေါ့လေအခုနပြောတဲ့နိုင်ငံရေးကသိကိုသိရမယ်ဆိုတဲ့ဟာမျိုးပေါ့ပြောချင်တာစနစ်တွေ ism တွေပေါ့နော်ဒါမျိုးတွေကိုသိခိုင်းတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကငါတို့ဘာလို့ဒီလိုဖြစ်လဲဆိုတာမျိုးပေါ့ရိုးရှင်းမယ်ငါတို့ဘာလို့ဒီလိုဖြစ်လဲဒါဒီနိုင်ငံရေးပဲပေါ့လေဒီလိုဆက်တွေးခေါ်နိုင်တာမျိုးရှိအောင်လုပ်ရတာပေါ့ပြီးသွားလို့ရှိရင်လူတွေနေတဲ့အချိန်မှာဘာတိုင်းကိစ္စတစ်ခုတွေမဟုတ်ဘူးအဲ့တော့မနက်ကနေညနေထိအသက်ရှင်တဲ့အချိန်မှာတခြားကိစ္စတွေအများကြီးရှိတာပေါ့အဲ့တော့စားဖို့တောက်ဖို့ကိစ္စတွေရှိတယ် social economic ဒါတွေပေါ့ပြီးလို့ရှိရင်ပညာရေးကိစ္စတွေလည်းရှိမယ်ဘယ်ဘာသာဝင်ဆိုဘယ်လူမျိုးဆိုကိုယ်ကလေးကိုကြောင်းပို့ကြတယ်ဆိုတော့ဒါတွေရှိတာပေါ့ပြီးတော့ရက်သေးရထဲမှာပြဿနာတက်တဲ့ကိစ္စတွေလည်းရှိမယ်ဒီလိုမျိုးနေ့စဉ်ဘဝတွေမှာကြုံတွေ့နေရတဲ့ဟာနဲ့ဆက်ဟပ်တဲ့ဟာတွေပေါ့လေဒါတွေကလည်းအရေးကြီးတယ်။ကျွန်တော်တို့အကုန်လုံးတော့ပေါအောင်မလုပ်နိုင်ဘူးပေါ့။ဒါပေမဲ့ပညာရေးဆိုကျွန်တော်တို့ကအရေးကြီးလို့ခံယူတယ်။ပြီးရင်ဖွင့်ပြောရေးလို့ဟာပေါ့။ဒါဘာဖြစ်လို့ဒီဟာတွေအရေးကြီးလို့ပြောဒီဟာတွေကအကုန်လုံးတို့ပုံဖြစ်နေတာပေါ့။အဲ့တော့ပညာရေး access ရရှိနိုင်မှုလို့တဲ့လူတွေကပညာရေးဆိုအနည်းဆုံးတော့ငါကလေးကြောင်းထားရမယ်။ကြောင်းပို့ရမယ်ဆိုတာမျိုးရှိတာပေါ့နော်။ဖွင့်ပြောရေးလို့ပြောတဲ့အခါမှာလည်းကိုယ့်ရဲ့ကိုယ်ရွာတွေကိုယ့်ပတ်ဝန်းကျင်ဖွင့်ပြတိုးတက်တဲ့ဟာတွေပေါ့နော်။ကျွန်တော်တို့ဒီဘက်မှာတော့ development ကိုအများကြီးပြောဖြစ်ကြတာပေါ့။ဒီဟာတွေလုပ်တဲ့အခါမှာ sustainable development လို့ဟာမျိုးလည်းအများကြီးထည့်ရတယ်ပေါ့အဲ့တော့သဘာဝပတ်ဝန်းကျင်ကိစ္စတွေပါလာမယ်ဖွံ့ဖြိုးရေးကိစ္စတွေကျမတို့ကထပ်လောင်းပံ့ပိုးတယ်ပေါ့လေအဲ့ဒါကျမတို့ရဲ့အတွေ့အကြုံကတချို့တော့ဘာသာရေးကောင်းဆောင်တွေဆိုတော့ဘာသာရေးအပြင်တခြားပြင်ပလုပ်တဲ့တင်မရှိဘူးပေါ့လေအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့လူတွေနဲ့ engage ဖြစ်အောင်လုပ်တဲ့ activity ရှိတာပေါ့ဥပမာပြောရင်ယဉ်ကျေးလိမ့်မှာတင်တာတို့ဓမ္မစကူဒါဥပမာတွေပေါ့လေအဲ့တော့ဒီဟာတွေကတော့လုံးဝပြဿနာမဟုတ်ဘူးအဲ့တော့ဒီလို activity တွေမှာသင်တန်းတွေမှာလာ join တဲ့ကလေးတွေလူငယ်တွေကိုခုနsustainable development တွေဖြစ်တဲ့ကမ္ဘာပေါင်းအကြောင်းတွေဘာလို့မပြောဒါအထက်မပြောတာလဲပေါ့နော်ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်းတွေဘာလို့
awareness တွေမပေးတာလဲဘာလို့ climate change တွေကြောင့်လဲဘာလို့မပြောနိုင်တာလဲပေါ့နော်ဒီဟာတွေကနည်းနည်းချင်းနားလည်အောင်လုပ်တာပေါ့အဲ့တော့ dialogue လို့ပြောတဲ့အခါမှာ skill ကြီးတိတတ်တော့မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးတွေကိုပါထည့်ပြီးပြောနိုင်ဖို့ဒီလိုပြောဖို့ဆိုတဲ့သိမှုတွေကိုပါထပ်ဆောင်ပံ့ပိုးပေးတာမျိုးပေါ့လေဟုတ်ကဲ့ပါဒီခုနပြောသွားတဲ့ထဲမှာဘာသာရေးအဖွဲ့အစည်း2ခုကလူတွေပါတယ်ဆိုတာမျိုးကြားလိုက်လို့ပေါ့နော်ဆိုတော့အဲ့ဒီလုပ်ခဲ့တဲ့ process မှာဘယ်လိုလူတွေပါလဲပေါ့ပြီးတော့အချိန်ကရောဘယ်လောက်ကြာခဲ့လဲပြီးရင်တို့အချင်းချင်းကြားမှာမြင်သာတဲ့ပြောင်းလဲမှုဘယ်လိုမျိုးတွေတွေ့ရလဲပေါ့အဲ့ဒါလည်းပြောပြပေးပါလားကျမတို့ဒီလိုဘာသာရေးအစုအဖွဲ့တွေနဲ့မလုပ်ခင်ဆိုရင် mapping တွေပါတယ်လုပ်ကြတာပေါ့NGO စကားနဲ့ပြောရင် mapping လို့ပြောတာပေါ့နော်အဲ့တော့ကျမတို့ပါဝင်စေခြင်းတဲ့သူတွေမျှော်မှန်းထားတဲ့သူတွေအကုန်လုံးပါဝင်တာမျိုးတော့မဟုတ်ဘူးပေါ့လေကျမတို့က leadership level ကလူတွေကိုပို့ပြီးပါဝင်စေခြင်းပေမဲ့အငင်းခံရတယ်ကျမမမိသေးဒီပွဲလို့ရှင်တယ်ပေါ့သူတို့တော့ပြောတော့ကျွန်တော်အဖွင့်မိန်ကွန်းအတွက်စကားလာပြောပြီးနိုင်ဝက်လောက်ဆိုတာမျိုးပေါ့အဲ့တော့ကျွန်တော်လည်းမဟုတ်ဘူးပေါ့ကျွန်တော်တို့ဒီလိုလုပ်တာပေါ့ဒီလိုမျိုးပြောပြတာပေါ့အဲ့ဆိုဒီလိုမျိုးဆိုရင်တော့သူအချိန်မပေးနိုင်ဘူးပေါ့အဲ့လိုမျိုးဖြတ်ချခံရတာမျိုးလည်းရှိတယ်ပေါ့တစ်ဖက်မှာတချို့ဘာသာရေးစုဖွဲ့တွေကြတော့ကျွန်တော်တို့တော်တော်လေးအကြီးပိုင်းတွေအထိလုံနိုင်နေဆိုမှကျွန်တော်တို့မကြိုက်ဘူးပေါ့နော်ကျွန်တော်တို့ approach ကိုမကြိုက်တဲ့အခါကျတော့ကျမတို့နဲ့ဆက်ပြီးအလုံးမလုပ်တော့ဘူးဆိုတာလည်းရှိတာပေါ့အဲ့ community တစ်ခုချင်းစီအရာပြောတယ်ဆိုလို့ရှိရင်အဓိကကတော့ကျမတို့နဲ့သူတို့ကြား trust ပေါ့နော်ဒီဟာကတော့လှုပ်လဲလှုပ်ပေးနိုင်တယ်ပြောလဲပြောလို့ရတယ်ဆိုတာမျိုးပေါ့ကျမတို့လှုပ်ရှားရှိတာလှုပ်ပေးတယ်ပြီးတော့လို့ရှိရင်ဒီဟာကတော့မှားနေတယ်ဒီဟာကတော့မဟုတ်ဘူးဆိုတာမျိုးနှစ်ဖက်စလုံးကိုပြောလို့ရတဲ့အခြေအနေမျိုးပေါ့နော်ဒါမျိုးရှိတယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဥပမာအနေနဲ့ပြောရင်တချို့ community တွေကြတော့အတူတူနေကြတာပေါ့အဲ့တော့ဆက်စချင်းတော့တယောက်နဲ့တယောက်မကြိုက်ဘူးပိုင်းပြီးတော့နေကြတယ်သူ့ပိုင်းကိုပိုင်းဒါပေမဲ့ဒီဒါတွေလုပ်ပြီးတဲ့အချိန်မှာတော့စပြီးတော့ကျမတို့ကအဲ့ဒီ community တစ်ခုမှာဆိုလို့ရှိရင်ဖုန်းကြီးတွေနဲ့အလုပ်လုပ်ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာကိုမတူတဲ့တခြားဘာသာဝင်လည်းအတူတူနေကြတယ်စစချင်းမှာတော့ကန့်ပြီးနေကြပါပေါ့နော်ဒါပေမဲ့နောက်ကျတော့ဖုန်းကြီးတွေကစပြီး engage လုပ်တာပေါ့ဘယ်လိုမျိုးလဲဆိုရင်အထူးသဖြင့်ဘယ်လို perspective ကနေ engage လုပ်လဲဆိုတော့ရွာမှာလမ်းခင်းတဲ့ကိစ္စပေါ့လေဒီကိစ္စကနေစပြီးတော့ကလေးတွေရဲ့ပညာရေးကိစ္စတွေပြီးရင် covid ဖြစ်တဲ့အခါမှာနှစ်ဖက်လုံးမှာရှိတဲ့တက်ကြီးတွေကလေးတွေအတွက်ကျန်းမာရေးကိစ္စစသဖြင့်ပေါ့နော်အဲ့တော့နှစ်ဖက်စလုံးအတွက်ထောက်ပံ့တာတွေဒါမျိုးတွေဖြစ်လာတာမျိုးတွေရှိပါတယ်အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ဒီလိုကိစ္စတွေမှာပါဝင်တဲ့အခါမှာကိုရိုင်းရဲ့ရည်ရွယ်ချက်လည်းရှိမှာပဲလေအမကိုရိုင်းကအဲ့ဒီအချိန်မှာဘယ်လိုရိုးကနေပါခဲ့လဲပေါ့ပြီးတော့ဒီကိုရိုင်းရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့ဒါလည်းပြောပြပေးပါလားကျမကဒီလိုကိစ္စတွေစပြီးတော့လုပ်တဲ့အချိန်မှာအဖွဲ့အစည်းရဲ့ဝန်ထမ်းအနေနဲ့ပေါ့နော်အဲ့ဒီ project မှာကျမကစပြီးတော့လုပ်ဖြစ်တာပေါ့ဒီလောက်က risk ရှိတော့ low profile မလုပ်ကြတယ်ဘယ် social media မှာမတင်ကြဘူးမပြောကြဘူးနောက်တစ်ခုကတော့တူးချင်းအနေနဲ့ပေါ့နော်အဲ့တော့ကိုတယောက်ချင်းဒါပေါ့အဲ့တော့ကျမကိုရိုင်းကလည်း community ထဲမှာနေခဲ့တဲ့သူအဲ့တော့ကျမ community ကတော့စုံတာပေါ့ငငယ်လေးတွေကကိုတငယ်ချင်းတွေမှာဆိုရင်လည်းအတူနေတဲ့တဲမှာဘာသာလူမျိုးပေါင်းစုံရှိတယ်ဥပမာမွတ်စလင်တွေရှိတယ်ခရစ်ယာန်တွေရှိတယ်ခရစ်ယာန်တွေမှာကျမတို့စီကခရစ်ယာန်တွေကဂိုင်းငါးကြီးရှိတာကျမတို့နေမှာတော့3-4မျိုးလောက်ရှိတယ်ပြီးရင်ဘာဟာကြီးရှိတယ်ဟိန္ဒူတွေရှိတယ်ဆိုတော့ကိုရိုင်းအဲ့လိုမျိုး community မှာနေလာတဲ့သူပေါ့ငငယ်လေးတွေကကိုကတော့ရန်ဖြစ်ဆရာရှင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုငယ်တော့ဒီလိုမျိုးတွေအသင်မခံခဲ့ရဘူးသူကတော့ဘယ်သူပေါ့သူကတော့ဘာဖြစ်လို့ဆိုတာမျိုးနဲ့ခွဲခြားဆက်ဆံမှုတွေဒါမှမဟုတ်လို့ရှိရင်တခုအန်ရပေးဖို့တခြားလူတစ်ခါရလောက်ဘူးဒီလိုမျိုးတုံ့ပြန်တာမျိုးတွေမခံခဲ့ရဘူးနော်ပြောချင်တာတော့ငါတို့ကအရင်ကဒီလိုပဲရှိခဲ့ကြတယ်ဆိုတော့တုံ့ပြန်မှာပဲကြီးပြင်းလာတယ်ပေါ့နော်ဘာသာရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာလေကျမတို့နေမှာဖြစ်တာပေါ့အထူးသဖြင့်ဘုရားပွဲကြီးမှာဈေးရောက်နေတဲ့မွတ်စလင်တွေကိုအဲ့ဒါမျိုးလုပ်တာမျိုးရှိတယ်ကျမတို့တငယ်ချင်းတွေဘုရားကောပကားနဲ့တော့တွေ့ကြတယ်ဒါတွေဘယ်လိုလုပ်မှလဲဆိုတာမျိုးပေါ့ဒါရဒီလုပ်တယ်တကယ်တမ်းကျပြန်စားချင်းအရန် risk နေရတယ်ဒါပေမဲ့အဲ့တော့ငယ်တဲ့အချိန်ဆိုတိတ် game ဆိုင်ဘူးလေပြောချင်တာတခုခုလုပ်လိုက်မယ်ဆိုပြီးလုပ်တာမျိုးတော့မဟုတ်ဘူးစိတ်ထဲမှာတော့ဒါကတော့မတရားဘူးပေါ့အဲ့လိုစိတ်နဲ့ပဲလုပ်ခဲ့တာလို့ကျွန်မထင်တယ်ဒါပေမဲ့အလုပ်လုပ်ရင်းနဲ့မှသိလာတာကဒီဟာတွေကတယောက်ကမီးထိုးလိုက်ရင်ပြိုလဲမဲ့ကိစ္စတွေမဟုတ်ဘူးဆိုတာပေါ့နော်ဒီဟာတွေဖြစ်ရတဲ့စနစ်တန်တွေအများကြီးရှိရဆိုတော့ပို့ပြီးတော့နားလဲလာတော့ဘာသာရေးကိစ္စနိုင်ငံရေးကိစ္စပညာရေးကိုချွတ်ချုံချအောင်လုပ်ခဲ့တာတွေဒါတွေကအရေးကြီးရဆိုတော့မြင်လာတာပေါ့နော်တစ်ဆက်တည်းမှာပဲကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့ယုံကြည်ကိုယ်ွယ်မှုဒါမျိုးတွေကိုပို့ပြီးတော့ဆင်ခြင်မိလာတာပေါ့ကိုလည်းပို့ပြီးတော့သိလာတယ်အဲ့ဒါနဲ့တစ်ဆက်တည်းမှာပဲငါတို့လူဖွဲ့စည်းကဘယ်လိုသွားရမှာလဲဘယ်ဟာကိုတော့ဇောင်းပေးရမှာလဲဆိုတာကိုအဖွဲ့အစည်းနဲ့
လုပ်တဲ့အခါမှာတော့ပို့ပြီးခိုင်မာလာတယ်တော့ရှိတာပေါ့ဒါပေမဲ့ personally ကဒီအချိန်မှာမလုပ်တာတွေလုပ်ခဲ့လေလို့မေးရင်တော့မရရဘူးလို့မြင်လို့ပဲမတရားလို့ဒီဟာကိုလည်းပိုင်ကြည့်မနေနိုင်ဘူးဆိုတဲ့ဟာတခုဟုတ်အဲ့ဆိုရင်နောက်ဆုံးမေးခွန်းလေးမေးချင်ပါတယ်အခုကကြတော့ social media ခေတ်စားလာတဲ့အချိန်ဆိုတော့ social media ပေါ်မှာလူတွေကပို့ပြီးတော့ပြောကြဆိုကြတာတွေများလာတယ်အဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်အများအားအုပ်စုကလည်းကွဲနေရပေါ့နိုင်ငံရေးအရာစီးပွားရေးအရာပညာရေးအရာပေါ့အကြောင်းရင်းမျိုးစုံနဲ့ issue ကလည်းအမျိုးမျိုးဖြစ်နေကြတယ်လေအုပ်စုကလည်းအများအားကွဲနေပြီးတော့ comment တွေမှာညင်းညာခုန်ကြနေအဲ့လိုအခြေအနေတွေပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတွေကိုကင်တွယ်ဖို့ဆိုရင်ရောအဲ့လိုလူတွေပေါ့နော် dialogue လုပ်ဖြစ်အောင်ဆိုရင်အမအနေနဲ့ဆိုရင်ဘယ်လိုမြင်လဲပေါ့ဟိုဟာလေdialogue ကိုယ်တိုင်ကခတ်တယ်ပေါ့နော် dialogue မှာလုပ်ရတဲ့ຢာရှိတယ်အဲ့ဒါတွေကလည်းခတ်တယ်ပေါ့လေdialogue မှာနားထောင်ရတာရှိတယ်ဆိုတော့ဒီနားထောင်ရခြင်းဆိုတဲ့ຢာကလည်းလက်ကူရဲ့ຢာပေါ့ခတ်တာပေါ့ကျမတို့နေ့စဉ်ဘဝမှာဘယ်လိုနားထောင်လဲကျမတို့ကိုယ့်အကူအသိဆုံးပေါ့dialogue မှာdialogue ရဲ့တဘာဝကိုခက်ခဲတယ်အဲ့လိုပြောလို့ dialogue မလုပ်ရဘူးလားဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးပေါ့နော်အခုဖြစ်နေတဲ့ကိစ္စတွေအများကြီးပဲ social media တွေမှာလည်းရှိတယ်ဒါပေမဲ့ကျမပြောချင်တာကကျမတို့ dialogue ကဘယ်ဟာမှလိုတာလဲဆိုတာကိုသိဖို့လိုတယ်အကုန်လုံးကတော့တိတိမမကိစ္စကအစား dialogue လုပ်ဖို့ဆိုတာမျိုးကျမမပြောဘူးကျမကိုယ်တိုင်လည်းတစ်ခါလေးဖောင်းထုတ်ချင်တယ်လေအဲ့တော့ဝင်းရချင်တယ်လူပဲလေနော်အဲ့လိုမျိုးနေ့စဉ်ဘဝကိစ္စတွေရှိတာပေါ့အဲ့တစ်ခါတလေမှာဒီဟာက release လုပ်တဲ့ဟာဟုတ်တယ်ဒါပေမဲ့တကယ်အရေးကြီးတဲ့အရာကျမတို့ဘယ်ဟာကိုလုံးလိုက်ရင်တော့အခုဖြစ်နေတဲ့ကိစ္စကိုကောင်းတဲ့အရေးဘက်ကိုရောက်နိုင်မလဲဒါကိုစဉ်းစားဖို့လိုတယ်အထူးသဖြင့်နိုင်ငံရေးလိုမျိုးမှာသိကြတယ်dialogue ကမဖြစ်မနေလိုအပ်တယ်ဒါပေမဲ့ကျမတို့ dialogue ကိုသုံးလာနှစ်ပေါင်းမနေတော့ဒီနိုင်ငံရေးစနစ်မတိုင်ခင်ဟုတ်ရင်လည်း peace process မှာ dialogue process ကိုဟိုဟာဒီဟာလို့ပြောကြတယ်ဒါပေမဲ့အဲ့ဒါအလုပ်ဖြစ်ရင်ကျမတို့ဒီဘဝဒီချင်ကိုမရောက်ဘူးပေါ့ဒါကျမရဲ့သုံးသက်ချက်ဟုတ်ဒါကြောင့်မလို့ dialogue ကိုပြန်ဆန်းစစ်ဖို့လိုတယ်ဘယ်လိုပုံစံနဲ့ဘယ်လို dialogue လုပ်နေကြလဲပေါ့ကျမတို့ဒီဘက်မှာသုံးတဲ့ approach တွေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေကခက်တယ်ပေါ့နော်ဒါပေမဲ့လုံးလုံးမရဘူးလားဆိုတော့မဟုတ်ဘူးဒီဟာတွေကိုလုပ်ဖို့ဆိုရင်ပြင်ဆင်ထားဖို့လိုတယ်တိတိကျကျတွေးကြမယ်ဆုံးကြမယ်ပြောကြဆိုကြတာဖြစ်ဖို့လိုတယ်တကယ်ကိုမှကိုယ့်ရဲ့ဆွဲကင်မှုတွေကိုတတိရှိပြီးလုံတဲ့အရာမျိုးဖြစ်ဖို့လိုတယ် dialogue ဘာမှလို့လဲဆိုတော့ကျွန်တော်တို့အရင်သတ်မှတ်ဖို့လိုတာပေါ့နော်အရာအားလုံး dialogue နဲ့တွားချစ်ကနေပြင်းပြလဲခေါင်းတော့ဒါပေမဲ့လည်းတကယ်အရေးကြီးကိစ္စတွေမှာတော့ဘယ်အဆင့်ဘယ်နေရာဘယ်အစုအဖွဲ့တွေကိုဘယ်လိုအခြေအနေမှာတော့ dialogue နဲ့ချိကပ်ဖို့လိုတယ်ဆိုတာမျိုးပြီးတော့ dialogue ဘာလဲဆိုတာကိုပြန်ပြီးတော့ deconstruct လုပ်ဖို့လည်းလိုတယ်ကျွန်တော်တို့တော့ပြောခဲ့တဲ့ dialogue ကအလုပ်ဖြစ်ရလားပေါ့အလုပ်မဖြစ်တော့ဘူးဆိုအလုပ်ဖြစ်အောင်ပြုပြင်တောင်းလဲဖို့လိုရလေပြောကြတယ်ငါတို့စကားပြောကြတယ်ဒီကနေဘာဖြစ်ထွက်မှာလဲပေါ့အဖြေထွက်တာ dialogue မဟုတ် dialogue ဆိုတာကလူချင်းချင်းဘယ်လိုစကားပြောမလဲဘယ်လိုနားထောင်မလဲပေါ့ဒီဟာကိုကောင်းကောင်းမတက်ပင်းနဲ့အဖြေတွေထုတ်ကြတဲ့အခါမှာအဖြေကဒုံရင်ပဲဖြစ်နေမှာပဲလေဒါကိုပြန်သုံးသပ်စေချင်တာပါပြောချင်တာတော့ dialogue ကအရေးကြီးတယ်ဒါပေမဲ့ကိစ္စတိုင်းကိုကိစ္စအားလုံးကို dialogue နဲ့တွားချိန်ထိုးလို့မရဘူးဆိုတာမျိုးပေါ့ဒီဘိုင်းမှာတော့မဆင်ကဘာသာရေးအဖွဲ့အစည်းနှစ်ခုကြားမှာလူမှုသဟဇာတာဖြစ်အောင်လုပ်ခဲ့တဲ့သူ့ရဲ့အတွေ့အကြုံကိုပြန်ပြီးတော့ပြောပြခဲ့တာပါကျမတို့အတူတူ Facebook, YouTube နဲ့ TikTok စာမျက်နှာတွေကနေလူမှုသဟဇာတာဖြစ်စေတဲ့အကြောင်းအရာတွေပါတဲ့ကလေးသချင်းတွေကိုတင်ခဲ့ပါတယ်အခုကတော့ podcast တွေကိုဆက်ပြီးတော့တင်နေတယ်ဒီဘိုင်းမှာပါဝင်ဆွေးနွေးပေးတဲ့မဆင်ကိုရောအတန်နဲ့ပြန်ပြောပြပေးတဲ့ Ray ကိုရောကျေးဇူးတင်ပါတယ်ဒီ podcast ကိုနားထောင်ပြီးတော့အကြံပေးချင်တာတို့ဆွေးနွေးချင်တာတို့ရှိရင်လည်း comment box မှာစာရေးပေးခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်မပြသူကတင်ဆက်ခဲ့တာပါ